ရဲ့ဘုံတန်းမိမမုံပြည်နယ်ရမညာတိုင်းကလွမ်းစာပင်မြို့ရဲ့ကုန်းကလေးကိုဆောင်အလွန်ချင်းတဲ့လေးရေချမ်းလာပါပြီရတဲ့ရွာတဲ့အလူပွဲတိုင်းမှာပြောစရာဆွေးစရာတင်းသချင်းလေးတွေဆိုကားပြမယ်ရေချမ်းလာပါပြီတာရာဒီကစင်စင်ကြဲကြဲလူရန်ကြလို့ဖျက်တဲ့ကြောင်းဆောင်ရကရှင်ပြူရပွဲစင်နွယ်ပုံကလေးပွဲမကြအလူရည်စဲလဲနေမကွာတီးစဘူးမှာအလူဆိုလင်းတမှုထူးတဲ့မူပြီးလေသားတို့အလူပွဲတိုင်းမှာကြော်ပြီးအခန်းတီးဆိုပြဖို့ရေချမ်းလာပါပြီဟေး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 ညနေပါရီသူအလူကြီးပေးလို့ကုန်တည်းမွေးတယ်မူပြီးလေသားလေးရေချမ်းရောက်လေရာအလူပွဲတိုင်းမှာအလူရှင်အလူမပျော်ရှင်လို့ကအလူပွဲကြွလာအပြိတ္တများမတန်ဘိုးဘိုးဖွားဖွားဦးတော်ညီလေးညီမလေးဆိုင်ရပမာအေးလို့ပန်းကလေးနဲ့မွေးနိုင်ရပါစေလာပြီဟင်းသာတို့ရဲ့ဘုံတန်းမိမမုံပြည်နယ်ရမညာတိုင်းကလွမ်းစာပင်မြို့ရဲ့ကုန်းကလေးကိုဆောင်အလွန်ချင်းတဲ့လေးရေချမ်းလာပါပြီရတဲ့ရွာတဲ့အလူပွဲတိုင်းမှာပြောစရာဆွေးစရာတင်းသချင်းလေးတွေဆိုကားပြမယ်ရေချမ်းလာပါပြီတာရာဒီကစင်စင်ကြဲကြဲလူရန်ကြလို့ဖျက်တဲ့ကြောင်းဆောင်ရကရှင်ပြူရပွဲစင်နွယ်ပုံကလေးပွဲမကြအလူရည်စဲလဲနေမကွာတီးစဘူးမှာအလူဆိုလင်းတမှုထူးတဲ့မူပြီးလေသားတို့အလူပွဲတိုင်းမှာကြော်ပြီးအခန်းတီးဆိုပြဖို့ရေချမ်းလာပါပြီဟေး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 ညနေပါရီသူအလူကြီးပေးလို့ကုန်တည်းမွေးတယ်မူပြီးလေသားလေးရေချမ်းရောက်လေရာအလူပွဲတိုင်းမှာအလူရှင်အလူမပျော်ရှင်လို့ကအလူပွဲကြွလာအပြိတ္တများမတန်ဘိုးဘိုးဖွားဖွားဦးတော်ညီလေးညီမလေးဆိုင်ရပမာအေးလို့ပန်းကလေးနဲ့မွေးနိုင်ရပါစေပန်းကလေးနဲ့မွေးနိုင်ရပါစေ